ဒီမျိုးဟာအိမ်ထဲကိုဝင်လာတဲ့အချိန်မှာပဲအိမ်ရှင်နဲ့တိတ်တိတ်တိုးမိသွားပြီးချက်ချင်းဆိုသလိုပန်းကုန်းတကုန်းအဖြစ်ပြောင်းလဲသွားပါတယ်အိမ်ရှင်ကအဲ့ဒီပန်းကုန်းကိုကျမ်းပြင်ပေါ်မှာမြင်တဲ့အခါအစေခံကိုခေါ်ပြီးယူသွားခိုင်းပါတယ်အစေခံကလည်းအဲ့ဒီပန်းကုန်းကိုကောက်ယူပြီးကလေးရဲ့ပုတ်ခတ်ပေါ်မှာချိတ်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မျိုးဟာသူ့ရဲ့မူလပုံစံအတိုင်းပြန်ဖြစ်သွားပြီးကလေးကိုကိုက်တော့မဲ့အချိန်မှာပဲကလေးရဲ့လက်မှာပတ်ထားတဲ့တိတ်ငတ်မင်းရဲ့အမွေးကိုမြင်သွားတာကြောင့်ပန်းကုန်းအဖြစ်ပြန်ပြောင်းသွားရပြန်ပါတယ်အဲ့ဒီအချိန်မှာပဲအဖွားဖြစ်သူရောက်လာပြီးကလေးလက်ကအမွေးဟာအရန်ဟောင်းနေပြီဆိုတာကိုတွေ့သွားပါတယ်ဒါကြောင့်အဖွားကအဲ့ဒီအမွေးကိုဖြုတ်ပြီးလွှင့်ပစ်လိုက်ကရွှေလက်ကောက်တကွင်းဝတ်ပေးလိုက်ပါတယ်မျိုးကတခုခုလှုပ်တော့မဲ့အချိန်မှာပဲမျိုးရဲ့သခင်ဆရာကြီးကရိပ်မိသွားပြီးအိမ်ကိုချက်ချင်းရောက်လာပါတယ်ဆရာကြီးကကလေးလက်မှာအမွေးမရှိတော့တာကိုမြင်တဲ့အခါအော်ဟစ်ပြီးအိမ်သားအလုံးကိုခေါ်လိုက်ပါတယ်ဒါပေမဲ့အဖွားဖြစ်သူကတော့ကြောက်လန့်ပြီးစကားတခုမှမပြောရတော့ပါဘူးကံကောင်းထောက်မစွာနဲ့ပဲအမျိုးသမီးတစ်ယောက်ကအဲ့ဒီအမွေးကိုပြန်တွေ့သွားပါတယ်သူကအမွေးကိုကလေးလက်မှာပြန်ပတ်ပေးလိုက်တဲ့အခါပုတ်ခတ်မှာချိတ်ထားတဲ့ပန်းကုန်းဟာချက်ချင်းညှိုးနှွမ်းသွားပါတယ်ဒါကိုအိမ်ရှင်ကမြင်တော့ဒေါသတကြီးနဲ့ညှိုးနှွမ်းနေတဲ့ပန်းကုန်းကိုဖြုတ်ပြီးကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပါတယ်အဲ့ဒီအခါမှာတော့မျိုးဟာသူ့ရဲ့မူလပုံစံအတိုင်းပြန်ဖြစ်သွားပါတယ်ဆရာကြီးရှိနေမှန်းသိတာကြောင့်မျိုးဟာအဲ့ဒီနေရာကနေထွက်သွားတာကပဲအကောင်းဆုံးလို့ဆုံးဖြတ်ပြီးထွက်သွားပါတော့တယ်